လာပါဗျာကျမတို့ဒီနေ့ကတော့ new model ရဲ့အတွက်ဗာလဲ new outfit အရန်ကို cute ဖြစ်တဲ့ outfit လေးရယ်အရန်ကို satisfying လည်းဖြစ်တယ်အရန်ကိုချိုး outfit လေးလုပ်ပြဖြစ်သွားပါတယ် so let's go ကျမမျက်နှာတွေထည့်ပြီးသွားဆိုတော့ view လေးဒီညမှာလေးရွေးပြီးတော့သုံးကြည့်စပင်ကိုကြတော့ဒါလေးသုံးလိုက်ပါဒါလေးရယ်ပေါ့အဲ့ဒါလေးဒီနှစ်ခုထည့်ခြင်းထည့်လို့ရတယ်ပြီးတော့ဒါလေးထည့်လို့ရပါတယ်အကုန်လုံးထည့်လိုက်မယ်ဆိုရင်တော့ဒီလိုမျိုး wavy hair ရမှာဖြစ်ပါတယ်အကုန်လုံးထည့်ရတဲ့ပုံလေးပြပါမယ်တစ်ခုပဲထည့်ခြင်းမဲ့လူတွေအတွက်ဒါလေးပဲသုံးရပါပဲအဲ့ပြီးကျွန်မခေါက်တစ်ခုပြောတာရှိပါတယ် Pixie အဲ့ဒါကျွန်မမှတ်မိတယ်အဲ့ဒါလိုတစ်ခုကိုကျွန်မ normal ခေါက်တယ်မှာရှိပါတယ်လာနာထူးယူလိုက်ပါသူ့ရဲ့ pattern ဒါလေးလုပ်လိုက်ပါအဲ့ပြီးတော့ဒီနေ့ခုယူလို့ရပါတယ်ဒါကတော့မဖြစ်မနေယူပေါ့ဒါလေးကကြယူခြင်းမယူပါအဲ့ပြီးဒါလေးယူခြင်းမယူပါဒါလေးလဲရင်တော့ပိုလာမှာပေါ့အဲ့ပြီးဒါလေးယူလိုက်တဲ့လူတွေအတွက်ကြတော့ဒီလိုမျိုးအတူတူပဲလုပ်လိုက်ပါဒီလိုမျိုးသေးသွားတယ်ပေါ့အဲ့လိုမျိုးဘာဖြစ်လို့လဲကျွန်မတော့မသိပါဘူးအဲ့ဒါကြောင့်ကိုစိတ်နဲ့ဖာတာယူလိုက်ပါမလာဟာရမလို့ကြပါနဲ့ကျမပြောရပြမယ်ဒါလေးထည့်ခြင်းထည့်လေကြွရတွေ့အဲ့ဒါကြရင် तू ကအထူးဖြစ်သွားလိမ့်မယ်ဗျာဒီကိုကြတော့ तू ကနည်းနည်းတိုးရမယ်ဒါရှုပ်ထည့်မိတယ်တိုးရမယ်အဲ့တော့တူဖြစ်သွားမှာပေါ့ပြီးရင်ကျမတို့လက်သေးထည့်အောင်မှဆိုအဲ့ဒါမထည့်ရင်ကောင်းမှာပေါ့အဲ့ပြီးတော့ဒီဖက်နဲ့လေးယူပြီးအဖြုံလေးလုပ်လိုက်ပါအဲ့ဆိုဖက်နဲ့ကလူဖြစ်သွားပါမယ်အဲ့ပြီးလက်သေးကိုကြတော့ဒါလေးရုပ်လိုက်ပါဒါလေးလုပ်ပြီးတော့အရောင်ကိုကြတော့ pattern ကိုသွားလိုက်ပါအရောင်ကြတော့ဒီပန်းလေးရောင်လုပ်လိုက်ပါဟိုရင်ဒါလေးလည်းရပါတယ်ဒီသုံးခုလေးရပါတယ်သုံးခုလုံးမရပါဘူးဒီသုံးခုတစ်ခုရေးပြီးလုပ်လိုက်ပါကျမကတော့ပန်းလေးလုပ်လိုက်ပါတယ်အဲ့ပြီးဒါလေးရေးလိုက်ပါဟုတ်မလားမလို့ခြင်းအဲ့ဒါလေးလို့ခြင်းဒါလေးလည်းယူလို့ရပါတယ်ကျမကဒါလေးယူမဲ့လူတွေအတွက်အရင်ပြလိုက်ပါမယ်အဲ့ပြီးသူ့ရောင်ကိုကြတော့ပြောထူးဆန်းလုပ်လိုက်မယ်ဒီရောင်လေးလုပ်လိုက်ပါမယ်ဟုတ်ကဲ့ပါအဲ့ရောင်လေးလုပ်လို့ရပါတယ်မလုပ်ချင်ဘူးဆိုရင်တော့အဲ့ရောင်လေးကိုပဲရပါမယ်ပြရတယ်မလုပ်ချင်ဘူးဆိုမရပါဘူးအဲ့ဒါပြီးတော့နောက်တောင်လည်းရှိသေးတယ်ဆိုဒါလေးလည်းလုပ်လို့ရပါတယ်ကြိုက်ရင်အဲ့ပြီးပန်းရွဲလူတွေအတွက်ကတော့ခုနလူတွေပဲ pattern လေးရွေးကြပါအဲ့ပြီးဒါလေးလည်းရတယ်ခုနလူတွေတက်ကတော့ဒီနန်းရတော့မရပါဘူးဒါလေးခုနလူမျိုးပဲပါဖဲပြန်လို့ပေါ့ဒီနှစ်ခုပဲရပါမယ်အဲ့နဲ့ကိုမကြောက်မသုံးကြဘူးဆိုရင်ဒီရောင်လေးလည်းရပါတယ်ကျွန်မဒါလေးရွေးလိုက်ပါမယ်ကျွန်မကတော့အဲ့ပြီးတော့ဒီ hat band လေးယူလိုက်ပါကိုတက်တဲ့ရောင်လေးယူလိုက်ကျွန်မ pattern ကိုကြတော့ဒီတဲပုံယူလိုက်ပါတယ်ပြောရပူလာမအောင်ဒါလေးထည့်လို့ရပါတယ်ဒါလေးပေါ့ကျမကမထည့်တော့ပါဘူးဒီနောက်မှာဒီလိုမျိုးဘိုးလေးထည့်လို့ရပါတယ်အရောင်ကိုကျွန်တော်ပြောပြပါမယ်အရောင်ကိုကြတော့ကျမခုတုံးတဲ့ရောင်လေးပေါ့ဒါလေးပေါ့အဲ့ပြီးပိုဖြူလို့ဖြူလို့လုပ်နေလူတွေကြတော့ဒါလေးသုံးလို့ရပါတယ်အရောင်ကိုချစ်စရာလေးကောင်းပါတယ်သုံးလို့ရပါတယ်ပြားလေးတက်တော့တော့လေအဲ့အထက်အရောင်ကိုကတော့ခန်းရောင်လေးရပိုလှလို့တယ်ခုလုံးသုံးလို့ရရင်အဲ့ပြီးတော့ဒီ juice ခါလေးယူလိုက်ပါအဲ့ပြီးတော့ဒီလိုမျိုးဟာလေးဖြန့်လို့လိုက်ပါဒီအပေါ်ကဟာလေးကကြတော့ဗာလဲတုံးလဲဆိုတော့ကျွန်မဒီဟာသုံးတဲ့ဒီပေါ်ကသုံးတဲ့ဟာလေးလိုမျိုးလေးပါဒီလိုမျိုးခပ်ကိုမသုံးချင်တဲ့လူတွေအတွက်ကြတော့ဒီကင်မရာလေးသုံးလို့ရပါတယ်ကင်မရာလေးကိုဒါရောင်လေးသုံးလိုက်ပါအဲ့မသုံးတဲ့လူတွေအတွက်ကြတော့ဒါလေးသုံးလို့ရအဲ့ပြီးနံပါတ်1ကကြတော့ဒါလေးသုံးလို့ရတယ်သူအောက်လိုင်းဆိုတော့ဒီလိုမျိုးရောင်လေးသုံးလို့ရပါတယ်အဲ့ပြီးနံပါတ်3ကကြတော့ဒီလိုမျိုးအရောင်လေးသူကအရန်တိတ်တိတာတော့လေအဲ့ကြောင့်မို့လဲမယူလဲရှောက်ယူလဲရပါတယ်သူအဲ့လိုမျိုး comment လို့အဲ့လိုမျိုး sign လေးပြောရဲအရောင်ပြောင်းကမြင်လမ်းဒီကျမကတော့ဒါလေးပဲယူလိုက်ပါမယ်ဒီမှာလေးမြင်ရလားဒါလေးအဲ့လိုလေးပြောင်းသွားတယ်အဲ့ပြီးနံပါတ်4ကိုကြတော့ကျမကဘာလေးပြင်ကောင်းလဲနံပါတ်4ရဲ့ star လေးတွေပေါ့ဒီ star လေးတွေကအရောင်ပြောင်းသွားလိမ့်မယ်star လေးတွေကိုအရောင်တူလောက်ထားလိုက်သူ့အရောင်တူလို့မရဖြစ်တယ်စားရဒီရောင်လေးလောက်ပဲပါအဲ့ပြီးအနောက်ဆုံးနံပါတ်5ကရတော့ကင်မရာရောင်ပါကင်မရာရောင်တော့ဒီရောင်လေးဖြစ်အောင်ဖြစ်ပါတယ်ဒါလေးရွေးလိုက်ပါအဲ့ပြီးတော့ဒါလေးပြီးသွားပါပြီ outfit လေးကတော့အရန်ကိုလာပါတယ်
အဲ့ပြီးကျမရဲ့နောက်ထပ် view လေးမှာပြန်ပြပါမယ်နောက်ထပ် view လေးမှာကျမကအရန်ကိုလာတဲ့ outfit လေးတွေလည်း outfit idea လေးတွေလည်းပြသွားမှာဖြစ်ပါတယ်အဲ့ဒါဆိုတော့နောက်ထပ် view လေးမှာပြန်တွေ့ကြပါမယ်ဒါ outfit ထိုးလုပ်ပါတယ်တူတူလူနေကြပါအဲ့ပြီးခုနကလိုမျိုး motion နဲ့ အင်ဂျီလူတွေအတွက်ကြတော့ဒါလေးလည်းအဲ့ပြီးဒါလေးရောပြရတယ်ကြာလေးလေးရတယ်လေကြည့်ပြအောင်ကြည့်တယ်နော်ဒါ VR ရန်တူးတယ်မှာ